ဖះကအဲ့ဒီအိုရာကဆင်းရဲအိုပြီးရင်နာကြမှာအနာယောဂဖြစ်တယ်ဆိုတာဆင်းရဲလို့မြတ်စွာဘုရားကဟောပေမဲ့ယောဂလေးခဏရတော့ပဲထိတ်လန့်တယ်လို့ဖြစ်ပြီးတော့နည်းနည်းတတ်တာတယ်ဆိုတာနဲ့မှန်ပြန်ထောင်လာတယ်အနာယောဂနှိမ့်ဆက်ခံနေရတဲ့အချိန်မှာတော့တရားတွေပဲရနေတယ်လို့တရားတွေပဲမြင်နေတယ်လို့နဲ့တတ်တာခွင့်လေးပြန်ရတာနဲ့လောဘကြီးမြဲကြီးဒေါသကြီးမြဲကြီးအလိုလောဘတွေနဲ့အမုန်းတွေနဲ့ပြန်ပြီးရှင်သန်လာပြန်ရောတေခြင်းတရားကိုဆင်းရဲလို့မြတ်စွာဘုရားကဟောပြထားတယ်ဒါပေမဲ့အဲ့ဒီတေခြင်းတရားသူတော်ဘာတွေတေတာတွေကိုမြင်နေရတယ်ကိုအမျိုးတွေထဲမှာကောင်းသောတေခြင်းနဲ့သူတွေရှိသလိုမကောင်းသောတေခြင်းနဲ့တေတဲ့သူတွေလည်းရှိပေမဲ့လို့ကိုမကြုံသေးတဲ့အခါကျတော့တေမှုကိုကြည့်ပြီးတော့တန်ဝေကမရအောင်ဒါကြောင့်လည်းမြတ်စွာဘုရားကအဝိဇ္ဇာဆိုတဲ့မောဟတရားဟာအင်မတန်ကြောက်စရာကောင်းတယ်ဒီအဝိဇ္ဇာကြောင့်တန်တရာရှည်တာဒီအဝိဇ္ဇာကြောင့်ဆင်းရဲတွေကိုရတာအဝိဇ္ဇာဆိုတာမသိခြင်းဆိုတဲ့သဘောတရားပဲဘာကိုမသိတာလဲဒုက္ခေအာညာဏံဆင်းရဲကိုမသိဘူးကိုယ့်ကိုဆင်းရဲကပြနေတယ်ကလေးတွေလောကတွေကိုရောက်လာပြီးတော့ပရိသန်တွေရဲ့ဒုက္ခတွေကိုပြတယ်ဒုက္ခလို့မရှိကြအောင်ဒုက္ခလို့မရှိဘဲနဲ့အဲ့ဒီမွေးဖွားလာခြင်းနဲ့ပတ်သက်ပြီးချစ်ခင်မှုတွေတွေ့တာမှုတွေမျှော်လင့်မှုတွေနဲ့ဒါတွေနဲ့ရှင်သန်ကြတယ်တပြေးပြေးနဲ့ဒီကလေးအရွယ်ရောက်လာတဲ့အခါကျတော့သူ့ကိုတရားနဲ့ပြည့်စုံရအောင်ယဉ်ကျေးမှုနဲ့ပြည့်စုံရအောင်အတိတရားရှိအောင်ဆုံးမရမယ်နေရာမှာလဲကိုယ့်ရဲ့တလွဲချစ်ချင်းဆိုတဲ့သဘောတရားနဲ့အဲ့ဒီသားသမီးတွေမြေးမြစ်တွေကိုဖျက်ဆီးပြစ်နေတယ်အလိုလိုက်တယ်ဆိုပြီးတော့ယဉ်ကျေးရမယ်နေရာမှာယဉ်ကျေးအောင်မဆုံးမထားဘူးနေခြင်းတလို့နေခိုင်းထားတယ်သွားညံတလို့သွားခိုင်းထားတယ်ပြောခြင်းတလို့ပြောခိုင်းထားတယ်ကိုသားသမီးပဲဆိုပြီးတော့အပြစ်မမြင်ပဲနဲ့ထားပေမဲ့အဲ့ဒီကလေးဟာသူ့လောကထဲမှာပတ်ဝန်းကျင်နဲ့အဆင်မပြေတဲ့သူဖြစ်လာတယ်ပတ်ဝန်းကျင်နှာခေါင်းရှုံခြင်းကိုခံရတဲ့သူဖြစ်လာတယ်ကိုလွန်သွားတဲ့အချိန်မှာလောကနဲ့အံဝင်ခွင်ကြမဖြစ်တဲ့သားသမီးတွေမွေးဖွားလာတယ်သူသည်လောကနဲ့အံဝင်ခွင်ကြမရှိသောလောကနဲ့ဆန့်ကျင်ဘက်ဖြစ်သောကိုချင်းစာတရားမရှိသောအတ္တကြီးသောသားသမီးကိုပြိုးထောင်လိုက်တဲ့သူဖြစ်သွားတယ်သူကိုယ်တိုင်ကညံမှမကိန်းတာဘူးဒီလိုပရိသန်နေနေလာခြင်းဆိုတာကဆင်းရဲလို့အစတည်းကသိရင်ငါသားငါမြေးသူတို့တွေဟာဆင်းရဲကြုံဖို့မွေးဖွားလာခြင်းပါလားအဲ့ဒီဆင်းရဲတွေကိုရင်ဆိုင်နိုင်အောင်ကြုံလာမဲ့လောကရန်ကိုရင်ဆိုင်နိုင်အောင်မတုံမလှုပ်တဲ့နှလုံးသွင်းမတုံမလှုပ်တဲ့ခံစားချက်ဖရာတရားအတော်အတိုင်းရင့်ကျက်တဲ့သူဖြစ်လာအောင်ယဉ်ကျေးတဲ့သူဖြစ်လာအောင်ပြိုးတောင်ပေးမှာတော်မယ်လို့နှလုံးမသွင်းပဲနဲ့နေခြင်းတလို့နေပါစေစားခြင်းတလို့စားပါစေစားနေရင်နဲ့တန်ရှင်းမှုမရှိစီကံမရှိစားလဲငါဆေးပေးလိုက်မယ်အဝိစားတွေတတ်တရရမဝက်လဲတတ်တရရရှော့ဖို့သိမ့်စီခြင်းမရှိလဲငါလှုပ်ပေးလိုက်မယ်နဲ့ကိုသားသမီးကိုမြည်မြစ်ကိုလောကထဲမှာကိုအားကိုရှင်သန်နိုင်တဲ့သူမဖြစ်တော့အောင်လို့ဖြတ်စည်းပလိုက်တယ်ကိုတိုင်းကတန်ဝေကဉာဏ်တွေမရှိကိုတိုင်းကလောကနဲ့ပတ်သက်တဲ့မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းဉာဏ်သုံးသပ်မှုတွေမရှိတဲ့အခါကျတော့တဏှာကိုဦးစားပေးတယ်ကိုပေးလိုက်တဲ့တဏှာကိုပွားလိုက်တဲ့တဏှာကချစ်ရင်အကျိုးဆိုတဲ့အတိုင်းမကောင်းတာလုပ်လဲအကျိုးမြင်နေတော့သားသမီးကိုဖျက်ဆီးပလိုက်တာနဲ့တူတယ်မြေမြစ်တို့ကိုဖျက်ဆီးပလိုက်တာနဲ့တူတယ်မြတ်စွာဘုရားရဲ့တရားတော်တွေကခလေးမှလူကြီးမှမဟုတ်ဘူးဝိသကာကျောင်းအမကြီးဆို9နှစ်သမီးနဲ့သောတာပန်ဖြစ်သွားတာယဉ်ကျေးသွားပြီအဲ့ဒီလိုပဲတခြားသောသူ့ရဲ့သားအရင်ဖြစ်တဲ့သားတော်ရာဟုလာလည်းပဲ9နှစ်သားလေးနဲ့ဆုံးမလိုက်တာအဲ့ဒီ9နှစ်သားလေးနဲ့ချစ်တာမေတ္တာပွားပေးနော်မေတ္တာပွားပေးသောအားဖြင့်သူတစ်ပါးတွေကိုဖြတ်လို့ဖြည့်စည်းပြုခြင်းတဲ့ဗျာပါဒကိုပယ်နိုင်တယ်စိတ်ကြမ်းတွေကိုပယ်နိုင်တယ်ချစ်တာဒါကြောင့်မေတ္တာများများပွားပေးလို့ကိုယ်သားဆိုပြီးတော့မဆုံးမပဲနဲ့မနေဘူး
ချစ်တာကရုဏာပွားပေးနော်တနာပေးကိုချင်းစာစိတ်တွေပွားပေးအဲ့ဒီတနာစိတ်တွေကိုချင်းစာစိတ်တွေပွားပေးမယ်ဆိုရင်သူတစ်ပါးကိုညှင်းဆဲလို့တဲ့ဝိဟိန္တာကိုပယ်နိုင်တဲ့ချစ်တာလို့ကိုသားပေမဲ့နေခြင်းတလို့နေပါစေခုနှစ်နှစ်သားလေးပဲရှိသေးတယ်ဆိုပြီးလွတ်မထားဘူးဆုံးမတဲ့အချိန်မှာဆုံးမတဲ့အတွက်ကြောင့်သားတော်ရာဟုလာအင်မတန်မှယဉ်ကျေးတယ်